တော်သေးတယ်ရွှေသေးက100ကျော်သွားပြီအရင်ကဆိုငါပဲမဝယ်နိုင်တာအခုဆိုသူများတွေလည်းမဝယ်နိုင်တော့ဘူးရန်တထုပ်ဟိုနေ့ကဝယ်တာ1000ဒီနေ့က1500တဲ့ရပါတယ်အန်ဒီရဲ့အန်ဒီတို့ရောင်းတဲ့ဆေးနဲ့ဝယ်မှာပါလို့မျက်နှာငယ်လေးနဲ့ပြောရင်ကြက်ဥနှလုံးခိုးခဲ့လိုက်တယ်ငါကလေးချစ်တဲ့အထဲမှာထီနံပါတ်လဲတဲ့စောက်ကလေးတွေမပါဘူးလတိုင်းလွဲနေလို့ကြားနဲ့မိမဘသူကုတို့ရေးပို့လောက်ကြတယ်တော့မသိဘူးဗီဒီယိုကြည့်လိုက်တိုင်းတရေဖြစ်နေတာမိမတွေကြည့်ပဲပြလို့ကော်ဖီလေးတောက်ပြီးလွမ်းတဲ့အကြောင်းတွေပြောအောင်လေကော်ဖီတစ်ထုပ်1000နဲ့ချစ်ရေမောင်နှမတွေထဲမှာကိုကမိဘတွေကိုအကြည့်နိုင်ဆုံးပဲခိုးနေတော့မိသွားမှာဆိုတခါတလေကြရင်အကောင့်ထဲကလူတွေဘ ഹു တုတရအောင်ကျိုးနိုင်ငံသားသွားတော့အတွေ့အကြုံတွေပြောပြနေတာတခါမှမရောက်ဘူးတော့ဘကားစပြောရမှန်းမသိဘူးချစ်လို့ယူပြီးကမှကွာရှင်းပြက်ဆဲကြမယ်ဆိုတေချာစဉ်းစားပါတကယ်တမ်းနှစ်နာသူတွေကလက်ဖွဲ့တဲ့သူတွေပါ Oh my god wow အားကျိုးမှန်တဲ့အလုပ်တွေစလုပ်ပြီးပတ်စံရှာတော့မယ်ဆိုကမှကဘာကြီးကကတ်ဆိုင်သွားတယ်အောင်မြင်မှုဆိုတာကိုဝန်ရတယ်လို့ပဲဂုံယူပါတယ်လို့လူတိုင်းကပြောကြပေမဲ့ကို့မှာဘယ်နှစ်ကြိမ်အကျုံးခံထားရလဲဆိုတာမသိကြဘူးအချစ်ဆိုတာကြက်သွန်နီဥလိုပဲတလွှာချင်းခွာကြည့်နောက်ဆုံးတော့မျက်ရည်ကျတာပဲအဖက်တင်တာ Oh my god wow မိဘမျက်နှာကြောင့်သာလိမ်မာနေတာတကယ်ဆိုငါဖြက်ရိုက်ခြင်းနဲ့ဆောက်ခွက်တွေမှာအများကြီးတက်ကြီးလာလေမျက်စိသူငယ်နားသူငယ်ဖြစ်ကြတယ်မျက်စိကလည်းသူငယ်ပဲမြင်တယ်နားကလည်းသူငယ်တန်ပဲကြားတယ်ဘဝကိုတုံညာကပြန်စတော့မှာမို့ရှိတဲ့ပတ်စံတွေအကုန်လုံးချဲထိုးလိုက်ပြီလူတိုင်းမှာအိမ်မက်တွေရှိတယ်အိမ်မက်တွေအကောင့်ထဲပေါ်ဖို့ငါတို့တွေစက်အိတ်ရမယ်တရက်လေးချမ်းသာဖို့ရက်30အလုပ်လုပ်နေရတဲ့သူတွေအဆင်ပြေရဲ့လား TikTok မှာရုပ်ချောလို့တာအဆုံးထိကြည့်နေတာဘာတွေလုပ်နေမှန်းကိုမသိဘူး